ဂေါရမမြတ်စွာဘုရားတမထကျင့်စဉ်မှာဝိပဿနာကျင့်စဉ်ကူပြီးတပိညုတဉာဏ်တော်ကိုအစဉ်စဉ်ဘလို့ရရှိခဲ့တယ်လေဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာဆွေးနွေးသွားမှာဖြစ်ပါရီတမထကျင့်စဉ်ကျင့်ပုံဖျားဖြစ်တာဘာကမ္မထန်နဲ့ဖျားဖြစ်တယ်လေဆိုရင်အာနာပါနကမ္မထန်နဲ့ဖျားဖြစ်တာဖြစ်ပါရီဝင်လေထွက်လေကိုရှုမှတ်ရှာပါရီပထမတော့တမထကျင့်စဉ်နဲ့သွားပါရီညကို၃ပိုင်းပိုင်းလိုက်တဲ့ခါမှာပထမရှံမှာဇန်တွေအစဉ်စဉ်တက်သွားပြီးပထမဇန်ရှာပါရီပြီးတော့ဒုတိယဇန်ရှာရီတတိယဇန်ရှာရီစတုဒ္ဓဇန်ရှာရီစတုဒ္ဓဇန်ရှာပြီးတော့ပုပ္ပေနီဝါတာနုတ္တိအပိညာဉ်ကိုရှာပါရီဒီအပိညာဉ်ကအတိတ်ဘဝကိုပြန်ပြီးတော့ကြည်နိုင်တဲ့အစွမ်းရှိတဲ့ပညာမျိုးဖြစ်ပါရီမေစီမရှံလို့ခေါ်တဲ့တန်းကောင်ရှံလျှောက်တဲ့ခါမှာတော့ချားကွေနေတဲ့နေရာတွေဝေးလံတဲ့နေရာတွေမှာရှိတဲ့တာမန်ပုံကိုယ်တွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်စွမ်းရှိတဲ့ထူးခြားတဲ့မျက်စိတစ်မျိုးဒါမှမဟုတ်ထူးခြားတဲ့အမြင်တစ်မျိုးကိုရရှိလာပါရီအဲ့ဒါကိုတော့ဒိဗ္ဗစက္ခုဉာဏ်လို့ခေါ်ပါရီအဲ့ဒီချိန်ထိဖျားမဖြစ်သေးပါဘူးတမထကျင့်စဉ်အရာအစွမ်းတတိတွေထက်လာတာပဲရှိပါသေးတယ်တမထကျင့်စဉ်မှာဝိပဿနာကျင့်စဉ်ကူပုံနောက်ဆုံးပင်စီမရန်ရောက်တဲ့အခါကြတော့မှအတဝခယအပိညာဉ်ဆိုတာကိုရှာပါရီဒီမှာကြတော့တမထကျင့်စဉ်နဲ့သွားတာမဟုတ်တော့ပါဘူးဝိပဿနာကျင့်စဉ်ဘက်ကိုကူသွားပြီးနောက်ဆုံးရှံမှာအာနာပါနစတုဒ္ဓဇံကနေထားပြီးထိုအာနာပါနစတုဒ္ဓဇံမှာရှိတဲ့သဘာဝတရားတွေကိုမမြဲတဲ့သဘောဆင်ခြင်နေဆင်းရဲတဲ့သဘောကိုဆင်ခြင်နေအစိုးမရတဲ့သဘောကိုဆင်ခြင်မိရင်အနေစာဒုက္ခအနတ္တဆိုတဲ့လက္ခဏာ၃ရပ်ကိုတင်ပြီးတော့စင်ကျင်တဲ့ဝိပဿနာဉာဏ်တွေအစဉ်စဉ်ဖြစ်ပေါ်လာပါရီအဲ့ဒီလိုအစဉ်စဉ်ဖြစ်လာပြီးတော့အာယုံမတက်ခင်မနဲ့စောစောအချိန်လေးအတွင်းမှာပဲဝိပဿနာဉာဏ်ပထမသောတာပန်တိမန်နေသောတာပန်ဒီဖို့တို့ကိုရှာပါရီသောတာပန်ဖြစ်သွားပါပြီသောတာပန်ဖြစ်ပြီးနောက်မှာတော့စက်တိုက်ပဲတဂရာကံအနာဂံဖြစ်ပြီးဝိပဿနာဉာဏ်ကိုအစဉ်စဉ်မြင့်တင်လိုက်တဲ့အခါမှာတော့နောက်ဆုံးအရဟတမန်အရဟတဖို့ဆိုတဲ့ဉာဏ်ကိုရှာပါရီအဲ့ဒီဉာဏ်ကိုရှာပြီးမနဲ့အာယုံလေးတယုံတပိညုတဉာဏ်တော်ကြီးကိုပါတွဲဖက်လာပြီးတော့ဖျားဖြစ်သူရောက်ရှိသွားပါရီဒီမှာဖြေပြောချင်တာကဗုဒ္ဓဘာသာဝင်တချို့အမှတ်မှားနေရလေးတွေရှိပါရီဖျားဆိုတာသောတာပန်မဖြစ်ပေဖျားတန်းဖြစ်တယ်လို့အမှတ်မှားနေရလေးတွေရှိပါရီအဲ့ဒီလိုအဆင့်ကျော်လို့မရပါဘူးတချို့ကသောတာပန်မဖြစ်ပေနဲ့တဂရဂံဖြစ်တာလေးရှိတယ်တဂရဂံမဖြစ်ပေနဲ့အနာဂံဖြစ်တာလေးရှိတယ်အနာဂံမဖြစ်ပေနဲ့ယဟန္တာကျော်ပြီးတော့ဖြစ်တာလေးရှိတယ်ဆိုပြီးတော့တုတ်တန်ပါဠိတွေကိုကိုကားထားပြီးအမှန်မှားနေရလေးတွေရှိပါရီတုတ်တန်ပါဠိတော်တွေမှာဥက္ကတုတ်ဆိုတာရှိပါရီအဲ့ဒီတုံမှာဥက္ကတကြွေကသူအနာခံပါလို့ပြောတာအဲ့ဒါကိုတချို့တွေကအတိတ်ပဲဘလို့ကောင်းပြီလေဆိုရင်ဒီဥက္ကတုတ်တန်ကိုထောက်လို့ရှိရင်ဒီဥက္ကဆိုတဲ့တကားကြီးဟာတောတာပန်လေးမဖြစ်ဘူးတကားတာကန်လေးမဖြစ်ဘူးအနာဂံတန်းဖြစ်တယ်လို့သူကအဲ့ဒီလိုယူဆတယ်ဒီလိုအယူဆမှားယွင်းတာတွေကရှိတတ်ပါရီမြတ်စွာဘုရားတော်မှာပဲစတုမတ်ကပါဠိမလေးပါအစဉ်နဲ့တရားပါရီဖျားတော်ဖျားတန်းဖြစ်တာမဟုတ်ပါဘူးမလေးပါဆိုတာကြော်လို့မရဘူးအခုလောကီပညာတွေနဲ့နှိုင်းယှဉ်ကြည့်လို့ရှာပါရီမူလာတန်းကစမတက်ပြီးအလေတန်းကိုတက်လို့မရှာနိုင်ပါဘူးအလေတန်းအရှိချင်းမရှိဘဲနဲ့အထက်တန်းကိုမတက်ရောက်နိုင်ပါဘူးထို့အတူအထက်တန်းအရေးချင်းမရှိဘဲလေတက္ကသိုလ်ကိုတက်လို့မရပါဘူးဒါဟာအခြေခံကြဆုံးတဲ့တဘာဝကြကြစဉ်းစားပြခြင်းဖြစ်ပါရီဒါကြောင့်သောတာပန်အရေးချင်းမှမရှိပေတဂရဂံမဖြစ်ပါဘူးတဂရဂံမဖြစ်ပေအနာဂံတက်လို့မရပါဘူးအနာဂံအရေးချင်းမရှိပေယဟန္တာမဖြစ်နိုင်ပါဘူးဒီလိုအရှာရီအားပေါင်းများခုံတယ်လို့ခုံသွားလို့မရပါဘူးဒါကလေသတိပြုစရာပါနောက်ကြလို့ရှိရင်စာပေမစုံလင်မနှံ့ဆက်တဲ့ပုဂ္ဂိုလ်တွေကအလွယ်တကူနဲ့တောတာပန်ဖြစ်တာတို့တဂရဂံဖြစ်တာတို့အနာဂံဖြစ်တာတို့ဒါမျိုးတွေကိုပြောလာနိုင်ပါရီအဲ့ဒီခါကြာရင်အထက်မှာပြောပြခဲ့တယ်လို့အေးအေးဆေးဆေးနဲ့ပြန်လည်ရှင်းပြနိုင်ပါရီဒီစာသားတွေကပါကျုပ်ဆရာတော်ဘုရားကြီးရေးသားထားတဲ့စာအုပ်ကနေလေးလာမှတ်သားမိသလောက်ပြန်လည်မျှဝေခြင်းဖြစ်ပါရီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးတင်ရှိပါရီအားလုံးပဲဘေးရန်ကင်းကွာပြီးအဆင်ပြေကြပါစေခင်ဗျာ